တခါတော့ကပေါ့ဘိုးတော်ဘုရားဟာအမက်အပေါင်းဆိုင်ရန်ပြီးနန်းရင်ပင်မှာလမ်းလျှောက်နေတော့လမ်းလေကောင်မှာလက်လက်ဆက်ဆက်စွန့်ထားတဲ့နွားချေးပုံကြီးတပုံကိုတွေ့လိုက်ရတဲ့ဘယင်ကြီးကပညာရှိဦးပေါ်ဦးကိုအချက်ရိုက်ချင်တာနဲ့ဟဲ့ပေါ်ဦးဒီယွန်စရာကောင်းတဲ့နွားချေးပုံကြီးကိုအကောင်းဘက်ကနေအတိတ်ပဲထွက်အောင်ရှောက်တင်စမ်းလို့အမိန့်ပေးလိုက်ပါတော့တယ်ဦးပေါ်ဦးကတော့မတော့မဆုတ်မဲဒါဟာအရှင်မင်းကြီးအတွက်မင်္ဂလာရှိရဲ့နမိတ်ပါဗျာနွားတွေဝမနွားကြီးကဒီလောက်ကြီးတာဒါဟာအရှင်တိုင်ပီမှာစံရည်စပါးဘလောက်ပေါ်များကြောင်းတက်တေပြနေတာပါလို့ပါပါနနရှောက်တင်လိုက်ပါတယ်ဒါတင်မကသေးဘူးနော်ဒီနွားကြီးကမှညီဩဇာအဖေအတုံးကြသေးတယ်ဘာအလုံးမမလုပ်ဖေးမှောက်ပင့်ပြောဆိုနေတဲ့အမတ်တွေထက်တောင်တန်ဖိုးရှိပါသေးတယ်လို့အမတ်တွေကိုပါခက်ဆက်ဆက်လေးနှိပ်လိုက်ပါသေးတယ်ဘယင်ကြီးလဲဥပေါ်ဦးရဲ့ပါးနတ်မှုကိုသဘောကျလို့အားရပါရရေမိုးရင်အေးဟုတ်ပေးသားပဲဥပေါ်ဦးရမင်းပြောမှနွားကြီးကအမတ်တွေထက်ပိုတန်ဖိုးရှိမှငါသိတော်တယ်ဟူမင်းကစူတော်လက်တော်တွေတနှင်တဘိုးချီးမြှင့်လိုက်တော့တယ်ဉာဏ်ပညာဆိုတာအညစ်အကြေးထဲကနေတောင်ရွှေခစ်အောင်လုပ်နိုင်တာမျိုးပေါ့ဗျာ